တာလီဆိုပါအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ရောင်းတန်းဝင်အမေသားဟင်းရှက်လေးရှက်ပြမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဆက်လိုက်ရအောင်အမေသားလေးတွေကိုစင်းစင်းလေးလှီထားလိုက်ပါမယ်ညီငယ်တွေပြောက်အောင်လို့6ရက်ကျွတ်တုံပြူချင်းစိမ်းကိုအမေသားနဲ့တပတ်လောက်လိမ့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ညီနဲ့ကင်းကင်းလေးဖြစ်သွားမယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့ညီနဲ့ကင်းကင်းသွားပါပြီရှင်ကဲထင်းနဲ့တူတူစပြီးတော့ရှက်လိုက်ရအောင်အရင်သိလောက်ထားတဲ့ကျွတ်ပြူထည့်မယ်ကျွတ်တုံငင်းထည့်မယ်စမင်းမုံထည့်မယ်မွေးတော့အောင်ထိထားလိုက်ပါမယ်နင်းလေးမွေးလာပြီဆိုတာနဲ့အိမ်မှာကိုယ်တိုင်ကြိတ်ထားတဲ့ငရုတ်သီးကြိတ်ထားလေးတွေထည့်ပါမယ်အယောင်တင်မှုရောထည့်ပါမယ်ဒီချက်လေးကိုတိသွားရင်အိမ်မှာလည်းအလေးတကူရှက်စားလို့ရတယ်လို့ဆိုင်နေမှာလည်းဈေးပေးဈေးအများကြီးပေးပြီးတော့လာပြန်လို့တော့ပေါ့ရှင်ပြီးလို့ရှိရင်တော့အရသာအတွက်ကစားဟင်းရှုံမုံထည့်ပါမယ်ဒီနေ့ဈေးသွားတာဈေးကအမေသားလက်လက်ဆက်ဆက်လေးရလာပါတယ်လက်ဆက်ပြီးတော့အသားကလည်းလာပါတယ်ကဲခုနကတပတ်လိမ့်ထားတဲ့အမေသားလေးတွေကိုထည့်လိုက်ပါမယ်အမေသားကတော့နည်းနည်းလေးကြက်ခါနေပါပြီရှင်တအားကြီးတော့အများကြီးဆက်ဆံမလို့တော့ရှင်ရှင်းငင်းတော့လေအိမ်မှာရှက်စားကြည့်ရနော်ကဲအခုဆိုလို့ရှိရင်တော့မွေးကြိုင်ပြီးတော့အရသာရှိလာတဲ့အမေသားဟင်းလေးရပါပြီရှင်အားလုံးပဲဘိုင်ဘိုင်